ကိုရင်ထဲမှာကိလေသာတွေဝင်းနေဘာမှမဖြစ်တော့အေးချမ်းတယ်ဟုတ်တော့ပြီလားအဓိကလူတွေဆင်းရဲနေတာပစ္စည်းဥစ္စာမရှိလို့လည်းမဟုတ်ဘူးတခါကြီးတို့မှကြာလားယာရုအာနာတွေမရှိလို့လည်းမဟုတ်ပါဘူးကိလေသာတွေကြောင့်ဘာကြောင့်လဲကိလေသာတွေနှိပ်စက်နေလို့မိမိတို့တွေဆင်းရဲနေတယ်ဆိုတာသဘောပေါက်လိုက်ပါသူများကြောင့်မဟုတ်ပါဘူးကိုကြောင့်ဘာလဲကိုမွေးခဲ့တဲ့ကိလေသာမီးတွေကိုနှလုံးသားမှာလောင်ကျွမ်းနေလို့ကိုဆင်းရဲနေတာပါဟုတ်ပြီလားဒါကြောင့်မိမိတို့ချမ်းသာတဲ့ဘဝပိုင်ရှင်ဖြစ်ခြင်းတီလာဖြူစင်သွားဖြစ်ခြင်းပါအားလုံးပေါ်မေတ္တာထားပါဖရာကုံတော်ကိုတေးသေးချာချာကိုပွားကြည့်ပါဘယ်သူမှကိုဒုက္ခပေးလို့မရဘူးသူတို့ဘာတွေကိုကြိုက်တဲ့လောက်ကြိတ်ရလို့ရတယ်ရှုတ်ချအပြစ်တင်ကိုမကောင်းကြောင်းကြိုက်တဲ့လောက်ပြောကိုရင်ထဲမှာကိလေသာတွေငြိမ့်နေပြီကိလေသာတွေဝေးနေပြီဆိုရင်စိတ်ဆင်းရဲမှုမဖြစ်တော့ဒေါသတွေမဖြစ်တော့ဟုတ်ရလားတိချကုံတော်ပွားလိုက်ပါဒါကြောင့်အပြင်ကကိုကိုမုန်းတီးနေတဲ့ပုံကိုယ်တွေဟာကိုနော်အမျိုးမျိုးကိုကုံသိက္ခာကိုရင်ထဲမှာကိလေသာတွေဝေးနေဘာမှမဖြစ်တော့အေးချမ်းတယ်ဟုတ်တော့မလားဖရာကုံတော်နဲ့ပွားပြီးငြိမ်းချမ်းနေပျော်ရွှင်စရာအကောင်းနဲ့ပွားပဲပြောတဲ့လူကပါဇက်ညောင်းပြီးတော့တိတ်သွားလိမ့်မယ်သူ့လိုဟုတ်ပြီလားနော်လောကကြီးမှာကောင်းတာတွေဆိုးတာတွေလူတိုင်းကြုံရမှာနော်မြတ်စွာဘုရားရှင်တော်မလွတ်ခဲ့ဘူးဆိုတာသဘောပေါက်လားမြတ်စွာဘုရားရဲ့ဘဝမှာဆွဆွဲကဲ့ရဲ့မှုအကျင့်ကျင့်ခံခဲ့ရတဲ့ဗုဒ္ဓအပေါ်မှာဟုတ်တယ်မလားအမတန်လောကသားတို့အတွက်အမတန်မေတ္တာကြီးမားတော်မူတဲ့ရှင်တော်ဗုဒ္ဓလောကသားတို့အတွက်လေးတင်ကျေကမာတသိန်းတိုင်အောင်ပါရမီတော်တွေကိုရရဆက်ဆက်ကိုဖြည့်ကျင့်ပြီးမှတရားတွေကိုသစ္စာတရားတွေဟောကြားပြီးတော့ကုသိုလ်အကုသိုလ်တွေခွဲခြားပြီးတော့သူဂတိကိုရောက်အောင်ဆွမ်းဆောင်ပေးခဲ့တယ်နိဗ္ဗာန်ရောက်အောင်ဆွမ်းဆောင်ပေးခဲ့တဲ့ရှင်တော်ဗုဒ္ဓကိုတောင်းရရဆက်ဆက်ကဲ့ရဲ့ရှုတ်ချအပြစ်တင်ကြတဲ့ဘာလပုဂ္ဂိုလ်တွေမရှိဘူးလားရှိလားအများကြီးအော်လပုံပဲကြာလားဗုဒ္ဓကိုမိစ္ဆာဒိဋ္ဌိတွေမနာလိုညူဆူပြီးတော့ကဲ့ရဲ့ရှုတ်ချတာလေဘယ်လောက်ဒီရရဆက်ဆက်တဲ့သုံးတိပရမိုင်းမကိုနော်ကျောင်းတော်ကြီးကိုညာဘက်ကိုသွားမနှက်စိုးကြီးပြန်လာခိုင်းအထင်မအောင်ဘုရားတန်ဃာတွေကပဲသုံးတိပရမိုင်းမကိုမကောင်းတာတွေလုပ်တယ်ဆိုပြီးတော့ဝါဒဖြန့်နားလည်လားတခိုင်းမကြီးနောက်ဆုံးကိုဝင်တယ်ရအောင်လို့ပုံစံလေးတွေဟန်ဆောင်ခိုင်းဟုတ်ပြီလားဖရာတန်ခါကိုကဲ့ရဲ့အပြစ်တင်ရှုတ်ချကြတာနောက်ဆုံးတပ်ပြတ်လိုက်တယ်တပ်ဖြတ်ပြီးတော့ဇေတဝန်ကျောင်းအမိုက်ပုံမှာမြုပ်ထားတယ်ဝါရဖြန့်တယ်ဖရာတန်ခါတွေတုံဒီပရိုင်းမကိုစော်ကားပြီးတပ်ဖြတ်ပြီးတော့အလောင်းဖြောက်လိုက်ပြီးဒီလိုပုံစံမျိုးတွေတင်လွင့်တာမရက်ဆက်ဘူးလားမယုံမှလုံးဘူးလားဖရာမြတ်စွာဘုရားကဲ့ရဲ့ရှုတ်ချတာလောကရန်ဗုဒ္ဓကိလေသာဝေးတော့ဆင်းရဲတာဖြစ်သေးလားငြိမ်းချမ်းပြီးတော့မေတ္တာနဲ့ပဲအားလုံးကိုခွင့်လွှတ်တော်မူခဲ့တာဟုတ်လားအချိန်တန်တော့သူစိတ်နဲ့သူပေါ်လာတာပဲမကောင်းမှုလုပ်တဲ့လူတွေအကုန်ဒီမိစ္ဆာဒိဋ္ဌိတွေနော်ရရဆက်ဆက်အပြစ်ပေးခံလိုက်ရတာကောသလမင်းကြီးရဲ့ဟုတ်ပြီလားဒါကြောင့်ဘုရားရှင်တော်ကဲ့ရဲ့ရှုတ်ချမှုတွေမလွတ်ခဲ့ဘူးကြားလာတဲ့ခိုင်ဒကမကြီးတို့ဘဝမှာအမြဲတမ်းယာတိဥထုတာရမယ်မထင်နဲ့ကိုမကျင်တဲ့လူရှိတယ်ကျင်တဲ့လူရှိတယ်ဝမ်းမနေနဲ့ကြာဒါတွေကအရေးမကြီးဘူးနော်အပြင်ကပုံကိုယ်တွေဟာကိုအပယ်ကြောက်အောင်မလုပ်နိုင်ပါဘူးကြာလားကိုတကယ်စိတ်ဆင်းရအောင်လည်းမလုပ်နိုင်ပါဘူးကိုရင်ထဲမှာဗုဒ္ဓဂုဏ်တော်အမြဲတမ်းပွားနေမယ်ဆိုရင်အမြဲတမ်းငြိမ်းချမ်းနေမှာကိုရင်ထဲမှာဟုတ်လားအေးစေးပဲကိုရဲ့ငါရဲ့ဝတ်ကြွေးတွေရှိတော့ဩသူတို့ကြိုက်တဲ့လောက်ကြည့်ရပါစေငါဝတ်ကြွေးတွေကုန်ပါစေတော့ခွင့်တော့လိုက်တိခံလိုက်ပါပြန်ပြီးဒေါသမထွက်နိုင်ကြာလားတခါကြီးတို့ရေတခါမကြီးတော့နော်ဒေါသပြည့်နဲ့တိခံခွင့်တော့လိုက်ပါလေဟုတ်လားအချိန်တိုင်သူမှသူငြိမ်သွားလိမ့်မယ်ဟုတ်လားဒါပေမဲ့သူတို့ကဲ့ရဲ့မှုဆွဆွဲမှုတွေထဲမှာကိုယ့်ရဲ့အပြစ်တွေချွတ်ယင်းချက်တွေအားနည်းချက်တွေရှိခဲ့မယ်ဆိုရင်တော့ကိုယ့်ရဲ့အကယ်၍သူတို့ပြောတာတွေကတကယ်မှန်ခဲ့တာလေးတွေရှိပြုပြင်လိုက်ပါဘာလို့လိုက်ပါပြုပြင်လိုက်ပါကိုယ်မှာအားနည်းချက်တွေချွတ်ယင်းချက်တွေရှိကိုပြုပြင်ပြီးတော့ဘဝမှာအကောင်းဆုံးပြန်ပြီးစူးစမ်းပြီးတိဆောက်လိုက်ပါအားငယ်စရာမလိုစိတ်တက်ကြဖို့လည်းမလိုဟုတ်လားကိုယ်မှာအားနည်းချက်ရှိပြုပြင်ပါအားနည်းချက်မရှိဘဲနဲ့တမင်္ဂလာဆွဆွဲရင်လည်းခွင့်လွှတ်လိုက်ပါတီးခံလိုက်ပါဆက်လက်ပြီးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုတွေကိုစူးစမ်းနေပါဘဝဆိုတာခဏပါပဲအချိန်ကြာအားလုံးသိကြရမှာပါဟုတ်တယ်မလားနားလင်းလောက်ဦးစင်းပြောတာအစ်စေးပဲဘုရားကုံတော်ပွားတဲ့လူမှကြတော့ငြိမ်းချမ်းနေရောဟုတ်ပြီလားဒါကြောင့်ဦးစင်းပြောချင်တာအပြင်ကပုံကိုယ်တွေကကိုယ့်ကိုတကယ်စိတ်ဆင်းအောင်မလုပ်နိုင်ပါဘူးကိုယ့်ကိုအပယ်ကြောက်အောင်လည်းမလုပ်နိုင်ပါဘူးကိုယ့်ရဲ့အစ္ဆတမှာရှိနေတဲ့မကောင်းတဲ့စိတ်တွေမိစ္ဆာပဏိဟိတနော်မှားယွင်းစွာထားတဲ့မှားယွင်းစွာနှလုံးသွင်းထားတဲ့မကောင်းတဲ့စိတ်ထားတွေကသာကိုစိတ်ဆင်းရဲမှုတွေပူလောင်မှုတွေဖြစ်စေတယ်ကိုငရဲတလိษံပြိတ္တာအတူတကယ်ဘုံရောက်အောင်
ပို့ဆောင်ပေးတတ်တယ်ဆိုတာကိုကောင်းစွာသဘောပေါက်ပြီးတော့ကိုယ့်ရင်ထဲမှာမကောင်းတဲ့စိတ်ဓာတ်တွေမဖြစ်စေရဘူးကောင်းတဲ့စိတ်တွေအမြဲတမ်းဖြစ်ပေါ်စေဖို့ဗုဒ္ဓရဲ့ဂုဏ်တော်ကိုအမြဲတမ်းပွားဖို့ဦးဇင်တိုက်တွန်းပါတယ်ဟုတ်ရဲ့လားမြတ်စွာဘုရားရှင်ရဲ့အာရဟံဂုဏ်တော်ပွားလို့ရပါတယ်နော်ဆိုကြည့်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားတိပိဒကမကြီးတို့ဖရာရှိမှာဖရာကိုရဲ့ကြီးညိုပဲကောင်းတဲ့ဖရာပုံတော်စင်တူတော်တစ်ခုခုကိုအာယုံယူလိုက်ရတယ်နော်ယူပြီးအာရဟံတစ်လုံးကိုပဲပွားလဲရပါတယ်ဂုံတော်၉ပါးလုံးကိုရွတ်ဖတ်ပြီးတော့ပွားနေရင်လည်းရပါတယ်ဒါပေမဲ့တစ်လုံးချင်းပွားတာပိုကောင်းပါတယ်အာရဟံတစ်လုံးကိုပဲပွားပါနားလည်လားတမာတိဖြစ်စေပါတယ်ဂုံတော်၉ပါးလုံးရွတ်ရင်တော့တမာတိတအားကြီးမဖြစ်လာဘူးနော်ကုသိုလ်လောက်ပဲဖြစ်တယ်စိတ်တော်အေးချမ်းတယ်တစ်လုံးချင်းပွားရင်တမာတိဆိုတဲ့ဘာဝနာတစ်ခုဖြစ်တယ်ဟုတ်ပြီလားအဲ့ဒါကြောင့်အာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာကျင့်ကျင့်တမာတိဖြစ်အောင်စိတ်ထဲမှာငြိမ်သက်အောင်ပွားလိုက်ပါအဲ့ဒါဆိုဒကမကြီးတို့ပြီးသွားပြီပွားမှာဇက်လန်သိမ့်သွားပြီနောက်ဆုံးတေကန်ဒီအချိန်ရောက်လာရင်လေရုပ်တရားကြီးတွေဖောက်ပြန်လာမယ်ဟုတ်ပြီလားဝမ်းမနေနဲ့ဟုတ်တော့လားရုပ်ရဲ့သဘောကဖောက်ပြန်တဲ့သဘောလို့ဗုဒ္ဓမဟုတ်ဘူးလားရုပ်ပတိတိရူပံရုပ်တရားဖောက်ပြန်မှာပဲတားလို့မရကြိုက်တော့တော်တဲ့တမားတော်ကြီးတွေလားကုလို့မရပါဘူးတမားတော်ကြီးတွေကိုယ်တိုင်လည်းရုပ်တရားဖောက်ပြန်ရင်ခံရတာပဲမဟုတ်လားဒါကြောင့်ဘာမှဝမ်းနေစရာမရှိတော့ဟုတ်လားအားလုံးတူတူပဲရုပ်တရားကြီးဖောက်ပြန်ရင်ဒုက္ခဝေဒနာတွေဖြစ်မလားမဖြစ်ဘူးလားဖြစ်မှာပဲအားလုံးဒုက္ခဝေဒနာတွေဖြစ်မှာပဲကြောင်းမနေနဲ့ငါမဟုတ်ဘူး तू မဟုတ်ဘူးနှလုံးသွင်းရမယ်ဖះဟောထားပြီးသားယုတ်ဓမ္မနန္ဒမတွေ तू မှ तू ဖြစ်ပြီးပြတ်နေတယ်လို့နှလုံးသွင်းရမယ်ဟုတ်ပြီလားယုတ်တရားကြီးဖောက်ပြန်တယ်နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်ပေါ်လာတယ်လို့ဒီလိုလေးနှလုံးသွင်းလိုက်ရမယ်ဟုတ်လားပြီးပြီးစဉ်ဒီယုံနံတွေဖြစ်ပြီးပြတ်နေတယ်လို့သဘောပေါက်နေရမှာပြီးရင်ကိုယ့်ရဲ့ဖះကုံတော်ပဲပွားနေအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအစ်စေပဲယုံနံတွေဖြစ်ပြီးပြတ်နေတယ်ဒီလိုမှနှလုံးသွင်းငါမဟုတ်ဘူး तू မဟုတ်ဘူးယုံနံတွေဖြစ်ပြီးပြတ်နေတယ်ယုတ်တရားကြီးဖောက်ပြန်လို့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်နေတယ်ဒါပဲနှလုံးသွင်းပြီးတော့မိလိုက်တော့မိပြီးတော့ဘာဝပွားဖះကုံတော်ပွားသူတို့ဥပ္ပခါပြုတ်လိုက်ရတယ်နားလည်လားရုပ်တရားကြီးဖောက်ပြန်လဲဒုက္ခဝေဒနာတွေဖြစ်နေတယ်ဒီလောက်ပဲကိုသိနေတယ်သိပြီးသူ့ကိုဂယုမဆိုင်နဲ့တော့ဖះကုံတော်ကိုပဲဘာလို့လဲပွားနေရင်လည်းအဲ့ဒီမှာသုတိစိတ်တွေကြာသွားရင်အေးစေအပယ်ပိတ်သွားရင်သဘောပေါက်လားဦးစင်းပြောတာဒါပဲဒီကောင်ဘောမှာအရေးကြီးဆုံးကဒါပဲမဟုတ်ဘူးလားဒါပဲလေနောက်ဆုံးအိုကြနာကြတေးကြရအောင်ဒါကြောင့်အခုလိုမသေးခင်လေးမှာတွေးခိုက်ဆုံခိုက်ကြုံခိုက်ရွာသူရွာသားတွေအားလုံးမိသားစုတွေချင်းချင်းရွာသူရွာသားအားလုံးချင်းချင်းမှာအချင်းချင်းမေတ္တာထားဖို့အရေးကြီးပါတယ်ဟုတ်ပြီလားမသေးခင်လေးမှာအားလုံးဘာလို့ရမလဲမေတ္တာထားပါဘယ်သူမှမမုန်းပါနဲ့မုန်းတဲ့လူတွေရှုံးပြီးတာမှတ်လိုက်ဟုတ်ပြီနော်အမုန်းတရားကြောက်စရာအကောင်းဆုံးရန်သူပဲကြလားဒါကြောင့်ဘသူပေါ်မှာမမုန်းပါနဲ့အားလုံးမေတ္တာထားပါကိုလုံးရမယ်ကိုရဲ့စီးပွားရေးလုပ်ငန်းတွေကိုကြိုးကြိုးစားစားလုပ်ကင်ပါအဲ့လိုစီးပွားရေးလုပ်ရင်လည်းသူတော်ကောင်းတရားတွေကိုလက်ကင်ထားဖို့တီလာဖြူစင်စွာထားမေတ္တာထားဖရာကုံတော်ပွားပြီးတော့ဘဝမှာနေထိုင်လိုက်မယ်ဆိုရင်အနေလဲကောင်းအသေးလဲကောင်းပြီးတော့အားလုံးအပယ်လေးပါးကလွတ်မြောက်နိုင်လိမ့်မယ်လို့ဦးဇင်ကဒီနေ့တရားစကားပြောကြရင်းနဲ့ကုသိုလ်ကောင်းမှုအဆူဆူကိုရေဆက်သွန်းကြအများပေးဝေကြရအောင်နော်လိုက်စို့ဣဒံမေပုံ